ကျေတော့ပေါ့ထက်ချလေဟောငါဆိုတဲ့ကောင်ကဂီယူကန်ဆိုတဲ့ကောင်စင်မောကောင်နော်အဲ့လိုအဆင့်ဆိုတာဗာလဲပြလိုက်မယ်နော်အဆင့်ဆိုတာဗာလဲပြလိုက်မမမိတဲ့တောင်းသူလေးမမညကြရင်ကျွန်တော်ဖောက်တယ်လွတ်လိုက်မယ်မမကြီးကျွန်တော်ဖောက်တယ်လွတ်လိုက်မယ်မပတ်စံအားလုံးဆင်ပြေစေရမယ်ကိုကြီးသမလေးမမမိတဲ့တောင်းသူလေးပြောလိုက်အောင်ကျွန်တော်ညကြရင်လို့သူဟိုလို့အပေါင်ခံတဲ့သူလှုပ်လိုက်မယ်လို့မမေကျေးဇူးပါဆိုဖီယာလည်းနော်အမငယ်တဲ့ဆိုဖီယာအပေါင်ခံတဲ့သူလွတ်လိုက်မယ်ဟလားဆင်ပြေစေရမယ်နော်ဆိုဖီယာနော်ညဝင်ငွေမဆဲဖြစ်သွားစေရမယ်နော်အပေါင်ခံမဲ့လူလွတ်လိုက်မယ်3စားတင်ပေးကလေးတို့3စားတင်ပေးကျေးဇူးတင်ပါတယ်3စားတင်ပေးဟိုဟာဖြစ်သွားခြင်းကျွန်တော်ပြန်ပြောမယ်အကောင်ကိုစုပတ်ပြန်ပြောမှာကွန်လေးရေကဲကွန်လေးကိုထုံးအားပေးရလို့ကျမတို့ဘာဖြစ်သွားခြင်းညာဖြစ်သွားခြင်းမဟုတ်ကိုတင်ဖေရတားကိုလည်းပေါင်မကန်ခြင်းကြောက်လားတဲ့ခမ ्या ပေါင်မကန်ကိုခမ ्या တူလို့ခဏဘာလို့လဲနမမမီလိုက်ဘူးနမမမီလိုက်ဘူးဘူးလဲဈေးစီလေးကအမှတ်လေး4000လောက်တက်တာရောဈေးစီလေးကပြောနေအမှတ်4000လောက်ကိုဒီဘက်ကစာမဖွဲ့ဘူးဆင်းသွားပါလဲအဲ့လိုဈေးဆင်းလောက်ကိုဒီကရင်းအောင်မခုံးတာကိုတင်မေးအပေါင်ခံတယ်ကိုတင်မေးလားကိုတင်ဖေးကမကျူကအပေါင်ခံမဲနဲ့ကိုတင်ဖေးနေစီပန်းဆက်နှစ်ပွက်ခလေးတော့နေစီပန်းဆက်နှစ်ပွက်ငါလူစော်ကားရနော်အေးနော်လူတွေစော်ကားရနော်ကျမနိုင်လေစော်ကားတဲ့ခုနကပြောမဆိုမရှိရင်ကျွန်တော်ခွင့်လို့ပါဆိုတော့နင်အကျိန်អော်ရမှာနော်အစင်ရမရှိဘူးနော်အောက်ကလည်းနေပြီကြောက်ပြီလားမင်းမမေတက်ကြပါမမေရေကဲအောင်မအကောင်ရဲ့ဟိုကလေကြီးမိုးကြီးကိုလေချိုးပေးစမ်းပါကြည့်လားအကောင်လေကြောကိုလေချိုးပေးစမ်းပါတကယ်လူအပြစ်မတွေ့ရတော့ဆွဲထိုးပြီကျမတို့ထိုးတာကြည့်ပါမချိုကိုတဲ့နိုင်ရင်နဲ့ဖင်ခံမယ်ကွာကဲဘယ်လိုလဲမမမိတဲ့တောင်သူလေးအပွားမမိတဲ့တောင်သူလေးအပွားလက်တိချရတိုင်းလက်တိချတယ်တိုင်းလို့အကောင်လို့အကောင်တောင်းမယ်ခိုင်းမှာမမမိတဲ့လေကွာစားလဲမဝင်ကိုအောင်မမမိတဲ့စားလေးလည်းမဝင်ဝလက်တိချလဲကွာတူနာမည်ဖတ်လို့မမီတော့ဘူးနာမည်ဖတ်လို့မမီတော့အကောင်လုံးတောင်းမယ်ခိုင်းမယ်နော်ကျမရှင်လေကြီးမနေနေပြောမဆိုမရှိခဲ့ရင်ကိုထုံးကတောင်းမှန်ပါတယ်ခမညာနော်ပွဲပြီးမှစကားပြောစင့်သွားပါလေပြမယ်ချာမပြစ်ကြပါနဲ့မမမိတဲ့လက်တိချသုံးစားချလက်တိချရောက်သုံးစားချအသေးနေတာရက်ဆက်နေတာအသေးရက်ဆက်နေတာအသေးထောက်အသေးလေးပဲထောက်အသေးနေပြီးတော့တောင်းထောင်သွားတယ်အဲ့ဒါမင်းတို့ဘာလဲအနေထားလည်းငါသိရနော်လက်တီးမရှိဘူးတဲ့ကွာမမမိတက်ကလည်းငါထိုးချလိုက်မယ်ဒီအချိန်မှာလက်တီးရမရှိကိုတော့ကတော့စော်ကားတာတော့ကိုကတော့စော်ကားတာအားဖို့လက်တီးလုံးရင်းနဲ့ချလာပေါ့ဘူးတွေထပ်ပစ်ပလိုက်တယ်မသိဘူးအဲ့ဒါလက်တီးရချနော်လက်တီးချပေးရပဲနဲ့ပြစ်တာအားတဲ့အသေးလေးထောက်အာယိုဝဲကအဲ့နောက်ဆုံးစက္ကန့်20မှာတိမ်ဖိုးမယ်နော်စက္ကန့်20မှာတိမ်ဖိုးမယ်လက်တီးချလိုက်တော့လက်တီးရလက်တီးချလိုက်တော့လက်တီးချလိုက်တော့တော့မဟုတ်ဘူးကိုမမထိုင်နေပါဘူးကျတော့ဗာလက်တီးတင်ဘယ်မတိကြပါနဲ့တဲ့ဘယ်မတိနဲ့တဲ့ဟိုနားမလဲဘူးမမနော်ရခလေးတွေကတိတ်ဟိုဟာလေဟိုမဖြစ်ဘူးကိုထိုးဆိုတဲ့ကောင်ကခလေးပဲရှင်းတယ်နော်ပွဲပြီးမှစကားပြောချတိတ်နော်အဆင့်စာပါလဲပြမယ်အဆင့်စာပါလဲပြမယ်ချတိတ်အ
အဆင့်သွားပါလေပြမယ်နော်အဆင့်သွားပါလေအဆင့်အတန်းကိုပြမယ်တိုက်လှုပ်ဆန်း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 လှုပ်ကြတယ်ကွာလှုပ်ကြပါဦးလှုပ်ပါဦးလှုပ်ပါဦး